အော်လူတွေတဲလက်ခတ်တကူဗျလူရဲလို့ဖြစ်လာရင်ပျော်ရွှင်ခြင်းတွေလည်းရှိတယ်လို့ဝမ်းနည်းခြင်းတွေလည်းရှိတယ်ချစ်ခြင်းတွေရှိတယ်လို့မုန်းခြင်းတွေလည်းရှိတာပဲလေလောဘဒေါသမောဟမာနတွေကိုလျှော့ပြီးကဲကျွန်တော်နဲ့အတူစိတ်ညစ်တာတွေဖြစ်ပြောက်ဖို့ဒီတစ်ချင်းလေးနဲ့ပျော်ကြရအောင်လားဗျာချစ်ကြသူတွေဘဝတွေပျော်ပါစေမုန်းကြသူတွေညိုတွေပြေရောစေဝေးကြသူတွေကိုကြုံပါစေအလူဝကနာလေးတွေ့ဆုံနိုင်နေမှာလောကချစ်ချစ်ရတဲ့တရားပါအားလုံးအတူသွားကြမဲ့တရားစီမတူတာညညာချင်းတွေထားရှိကြပါလူတွေအတူတူတွေ့ဆုံကြုံခွင့်ရမယ့်ခေတ္တများပါအားနေသူပေးမကူညီအားလုံးဒီတစ်ချင်းလေးနဲ့ပြောပါစေအလွန်သမားတွေလည်းပြုံးပြောနိုင်ပါစေအချစ်ရဲ့ကိုကြသစ္စာတီး